ဘာဖြစ်တယ်လူအောက်ကျို့လို့လူပြမသိဘူးဟာလားအဲ့စကားကျွန်တော်အမုန်းဆုံးပဲယွန်လဲယွန်တယ်ဗျာသိလားဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ကကိုယ့်အကိုနှိမ့်ချပြီးဆက်ဆံတယ်အမြဲတမ်းဘယ်သူနဲ့ဆက်ဆံပြီးရင်လေးစားတဲ့လူကိုလေးစားတယ်เนาะကြည်ညိုတဲ့လူကိုကြည်ညိုပဲဒါပေမဲ့လူတယောက်ကိုဖားပြီးတော့ဆက်ဆံတာကိုကျွန်တော်ဘယ်တော့မှမလုပ်ဘူးပေါ့เนาะဖားပြီးဆက်ဆံပြီးမှအပေါ်တက်ရမယ်ချမ်းသာမယ်ဆိုရင်တော့ရတယ်မချမ်းသာလည်းနေပလေစေဟုတ်လားပြီးတော့အများအပြားအဲ့လိုလူမျိုးတွေကနော်ဟိုအပေါ်ဖားအောက်ကိုဖိရဲ့လူမျိုးတွေများတယ်ဗျသူတို့ကဒီလူတွေကိုဒီလိုဖားပြီးတော့ခရရမပြီးဆက်ဆံတယ်ဆိုရတယ်ဒီလူတွေပတ်စံရှိရနော်ဒီလူတွေစီကရားစရာရှိမှန်တည်တော့ပတ်စံရှိရနော်ဒီလူတွေကဘယ်လိုမျိုးယာတူးတွေကြီးလို့ဒီလိုဖားရဆက်ဆံကြတာဗျနော်ပြီးရင်စောစောကိုယ့်ထက်နှိမ့်ကြတဲ့လူကိုဆိုရင်တော့အဲ့လိုမျိုးဖားတဲ့ကောင်တွေကဟာလာဟိုလုံးဝနှိမ့်ကြတဲ့လူဆိုရင်လုံးဝခြေပြီးဆက်ဆံတာအဲ့တော့အဲ့ဒီစကလုံးကိုဘယ်သူထွင်ခဲ့ရလဲမသိဘူးဒါပေမဲ့ကျွန်တော်နားတယ်မှာအရန်နားပြင်းကတ်တော့ရနော်အဲ့တော့လူအောက်ကျို့မှာလူအောက်ကျို့ရင်လူပြမသိဘူးဆိုတဲ့စကလုံးအဲ့တော့ဟိုကျွန်တော်ကတော့မဖားတတ်ဘူးပေါ့နော်အဲ့တော့ဟိုအလိုက်သေးတတ်တယ်သူများလိုအပ်တာလေးလုပ်ပေးတတ်တယ်ဒါပေမဲ့ဒီမြန်မာနိုင်ငံမှာအဲ့လိုဖားမှာအပေါ်ရောက်တဲ့နော်ဒီယုံနေနော်ဝန်ထမ်းလုပ်တဲ့လူဆိုပိုတိမယ်ဒါကြီးကကျွန်တော်တို့ငငယ်လေးကတည်းကဟိုကြောင်းမှာကတည်းကဆရာမကိုနော်ဖားတဲ့ကောင်ဆိုရင်အမှတ်ကောင်းရရဲ့တိတ်အရိုက်မခံအောင်ဒီတဘောတရားကြီးပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့ဖားမှာချမ်းသာမယ်ဆိုရင်မချမ်းသာလဲရကျွန်တော်ဘယ်သူမှမပြီးတော့မဖားနိုင်အောင်